န်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်ဖို့အကျိုးပေးများတဲ့ဒါနကောင်းမှုတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်လူဘဝတ္ထုတန်ဖိုးရှိတာမရှိတာကအဓိကဗราဏမဟုတ်ဘူးလူတဲ့တန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အကြီးအသွေးရှိဖို့ကသာဗราဏကြတယ်လို့အဲ့လိုမြတ်စွာဘုရားကမိန့်ရှိပြီးတော့တန်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်အောင်အကျိုးပေးများတဲ့ဒါနကောင်းမှုတစ်ခုဖြစ်အောင်ဘယ်ပုံပဲနည်းပြုလို့ရမလဲဆိုတာလေးကိုမြတ်စွာဘုရားကသင်ပြပေးတယ်ဒါနကောင်းမှုနဲ့မကင်းနိုင်ကြတဲ့တရားဓမ္မတို့အရင်တို့အတွက်အလွန်မှတ်သားစရာကောင်းတဲ့ဒေသနာတစ်ပုဒ်လို့လည်းဆိုနိုင်တယ်ပေါ့နော်တန်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်အောင်ဘယ်လိုပြုလို့ရမှာတော့တရားတရားဥစည်းပြီးတော့ပြုရမယ်တဲ့တရားတရားဆိုတာယုံကြည်မှုဘာကိုယုံကြည်တာတုံးလို့မေးရင်မြတ်စွာဘုရားရဲ့တပ်ပညုတ္တဉာဏ်ကိုယုံကြည်တာတပ်ပညုတ္တဉာဏ်ဆိုတာအလုံးစုံကိုသိတော်မူမြင်တော်မူတဲ့ဉာဏ်ပေါ့နော်ဒီဒါနပြုတဲ့နေရာမှာတော့ဦးဇင်းတို့ကိုပြုထားတဲ့ဒါနကောင်းမှုကိုပြုမဲ့ဒါနကောင်းမှုတွေကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတယ်လို့ဒါနရဲ့အကျိုးရလဒ်ဒါနဆိုတဲ့သူတော်ကောင်းတရားရဲ့စွမ်းရည်တတ္တိကိုယုံကြည်တာအဲ့ဒါပါတော့တရားတရားအဲ့ဒီတရားတရားဥရှိပြီးတော့လှူရတန်းရမယ်ပေးရကမ်းရမယ်ဝေရမျှရမယ်နောက်ပြီးတော့ဘာလိုအပ်လဲဆိုတော့လှူပွဲဝတ္ထုရဲ့ပုံမှာအလှူခံပုဂ္ဂိုလ်ရဲ့ပုံမှာရိုးရိုးသေးသေးလေးလေးစားစားတက္ကိစ္စဒါနမြောက်အောင်လှူဒန်းနိုင်ရဒီနှစ်ချက်ကိုမြတ်စွာဘုရားအဓိကထားပြီးတော့သင်ပြတာနော်တရားတရားဥရှိပြီးတော့တက္ကိစ္စဒါနမြောက်အောင်လှူဒန်းနိုင်မယ်ဆိုရင်လှူပွဲဝတ္ထုတန်ဖိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလှူဒန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကအည်အသွေးရှိနေတဲ့အတွက်ကြောင့်အဲ့ဒီဒါနကောင်းမှုတွေအလွန်တရာမှအကျိုးပေးများတဲ့ဒါနကောင်းမှုမျိုးဖြစ်တယ်လို့မြတ်စွာဘုရားသင်ပေး